ဂျပန်လိုမီရရဲ့ခရိုဘလက်အဒီရှင်အကြောင်းလေးပြောပြပါမယ်ရှင်။မော်ဒယ်ဆိုရင်2021ကိုမှ NLA 570နဲ့ရရှိမှာဖြစ်ပါရဲ့ရှင်။အပြင်ရောင်ဟာဆိုရင်မတက်လက်ရောင်မှာအနက်ရောင်လေးနဲ့ရရှိမှာဖြစ်ပါရဲ့။အရှေ့ပိုင်းမှာဆိုရင်မီလုံးဟာ 3i projector ဖြစ်တဲ့အတွက်နတ်မောင်ပြီးတော့ကားကိုပို့ပြီးတော့ဆွဲဆောင်မှုရှိစေပါရဲ့ရှင်။ဒီကားဆိုရင်မြင်လိုက်တာနဲ့လူရှိမဲ့ကားမျိုးအော်တိုမီတာဆိုရင်လည်း1000ပတ်ချလည်းပဲရှိပါသေးရဲ့ရှင်။ဘာရင်နောက်ဟိုဟာဆိုရင်လည်းဒီလုံးတွေကနေရာမဟုတ်တော့ဘဲနဲ့အဖြူရောင်တွေကိုသုံးပြထားတဲ့အတွက်ပို့ပြီးတော့လှရဲ။ဘုတ်ကဘူးစပီယာဆိုရင်လည်းကျဲဝန်းပြီးတော့မှဒီ power တိတ်ကိလည်းပါဝင်တဲ့အတွက်အစီအတင်ချရီမှာလုပ်ဖို့စီပါရရှင်။ကားတောက်ဖွင့်လိုက်တာနဲ့ luxury ဆန်နဲ့ဝတ်တဲ့မျိုးကိုရရှိစေပါရရှင်။တကားမှာဆိုရင်လည်း Dorman Guarantee ပါဝင်တဲ့အတွက်အားနဲ့ပိတ်စရာမလိုဘူးရှင့်။ထိုင်ကုန်ရဆိုရင်လည်း driver seat ရော passenger seat ပါထိုင်ကုန်အပူအေးပါဝင်ပါတယ်ရှင့်။ဒီမှာဆိုရင်လည်း seat motor seat memory လည်းပါဝင်ပါတယ်ရှင်။ဒီကားရဲ့အဓိက option ညာဆိုရင်တော့ပိုးပေါက်ပါဝင်ပါတယ်။နောက်တစ်ခုကဆိုရင်တော့ဒီမှာ digital rear mirror လေးပါဝင်ပါတယ်ဒီ digital rear mirror ဆိုရင်ညဘက်ကားမောင်းတဲ့ခါမှာနောက်ကားမျိုးကိုမစိုးစေဘဲနဲ့ရှင်းလင်းလေးမြင်ရစေပါတယ်ရှင်နောက်ပြီးတော့သူက matte business sound system လည်းပါဝင်ပါတယ်ရှင်နောက်ထပ် function တွေအားဆိုရင်တော့ HUD လည်းပါဝင်ပါတယ်ရှင်အလဲမှာဆိုရင် infotainment screen ကကျယ်ဝန်းပြီးတော့360 camera ပြီးအောက်ဘက်မှာဆိုရင် LED software လေးလည်းပါဝင်ပါတယ်ရှင်ပြီးအောက်ဘက်မှာဆိုရင်တော့ aircon adjust လုပ်ရတဲ့ခလုတ်လေးတွေကောက်ဟိုတာ driver 1ဆိုရင် eco comfort sport plus ဆိုပြီးတော့မောင်းနေနိုင်ပါတယ်ရှင်။နောက်မှဆိုရင် sunroof လေးလည်းပါဝင်ပါတယ်ရှင်။နောက်မှဆိုရင် cruise control blind spot parking sensor တွေပါဝင်ပါတယ်ရှင်။ 7 seater ဖြစ်တဲ့အတွက်နောက်ကန်းထိုင်ကုန်တွေကကျယ်ဝန်းပြီးတော့သူ့ရဲ့ဒီနောက်ခန်းထိုင်ကုန်မှာဆိုရင် rear entertainment TV လေးတွေကိုလက်ဆံ right ထည့်ပြရတာကိုတွေ့ရပါတယ်ရှင်။နောက်တစ်ခုကကျတော့ 5.7 liter turbo ချက်ဖြစ်ပြီးတော့383 horsepower လည်းထွက်တယ် HP Sport Automatic Transmission နဲ့လည်းမောင်းရပါတယ်ရှင်။ဒီကားမှာဆိုရင်ဝေးတာတွေကိုပတ်ပတ်လည်းတက်ဆင်ထားပြီးတော့ဘေးမှာဆိုရင်လည်း21 inch line wheel ကိုသုံးပြီးထားတာကိုတွေ့ရပါတယ်ရှင်။fashion တော်စုံတဲ့ကားလေးပဲဖြစ်ပါတယ်ရှင်။ကောင်းကောင်းကတန်းရှာနေတဲ့ customer တွေအတွက်လက်မလွတ်တဲ့ကားတစ်စီးပဲဖြစ်ပါတယ်ရှင်။ဒီကားလေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့အမှတ်26ဘီမင်းရဲ့ကျော်စွာလမ်းကြောက်ကုန်းရန်ကင်းမြို့နယ်ဖုန်းနံပါတ်လေးရတော့661 66163 665 169 656ပဲဖြစ်ပါတယ်ရှင်။